ဟိုးမိုးကောင်းငင်ထဲမှာတချင်တဲ့နဲ့အင်ပဒန်တောက်ပတဲ့ကျဲရကွန်းနှစ်ဖူတပြိုင်နဲ့ပေါ်လာတာဘယ်နှကျင်းဘယ်နှခါများအတင်မကြခဏမြင်ဘူးလေအဖြေကတော့အဖြစ်နဲလွန်ပါတယ်ကျွန်တော်တို့လည်းမမြင်ဘူးပါဘူးဒါပေမဲ့အခု2026ခုနှစ်လာမဲ့ဧပြီလမှာတော့အဲ့ဒီလိုကျဲရကွန်းစုံတွဲကိုတကယ်မြင်ရဖို့အခွင့်အရေးရရှိတော့မှာပါကျဲရကွန်းတစ်ခုကနေကိုနုကလွန်တဲ့နေရာကဖြတ်သွားမှာဖြစ်ပြီးသွားရောက်မယ်နောက်သူ့အဖော်တစ်ခုကတော့အချင်းအနှဲငယ်သာကြာပြီးသူ့ကပါမြေကြီးနာကနေဖြတ်တန်းသွားမှာပါကျဲရကွန်းစုံတွဲဟမ်မပြည့်စည်ပဲတောက်ပခဲ့မယ်ဆိုရင်မိုးကောင်းကင်မှာကျဲရကွန်းတစ်ခုဒါမှမဟုတ်ကျဲရကွန်းစုံတွဲတပြိုင်နဲ့မြင်ရမယ်တဘာဝအလှတရားကြီးဖြစ်လာနိုင်ပါတယ်ခရစ်နှစ်2026ဧပြီလဟာအပျော်တမ်းကျဲလိလာတူတဲ့အတွက်အင်မတန်ထူးခြားတဲ့အခွင့်အရေးတစ်ခုရရှိကြမှာဖြစ်ပါတယ်ဒလတဲ့အတွင်းမှာတောက်ပလက်ကျဲရကွန်းတစ်ခုပေါ်လာနိုင်တာကြောင့်ပါမူလအရင်ကတည်းကကျဲရကွန်းတွေကမခန့်မဲနိုင်ပဲအချိန်မမှန်ရွတ်တရက်ပေါ်လာတတ်ကြတာဖြစ်ပြီးဒီလိုကျဲရကွန်းစုံတွဲတစ်ချိန်တည်းနဲ့နီးနီးကပ်ကပ်ပေါ်လာတာဆိုတာကပိုပြီးတော့ရှားပါတယ်ဒီနေ့မှာစောင့်ကြည့်ရမယ့်ကျဲရကွန်းတွေကတော့ C 2026 A1 MAPS ဖြစ်ပြီး2026 January 19ရက်နေ့မှာချီလီနိုင်ငံအတကာမှာတဲကန်ဒါယာမှာရှာဖွေတွေ့ရှိခဲ့ကြတာပါအဲ့ဒီနေရာကလေထုဟာ6တွေ့ပြီးမိုးကောင်းကင်မှောင်မိုက်တဲ့အတွက်ကျဲတာယာလေးလာရဲ့အတွက်အကောင်းဆုံးနေရာတွေထက်ကတစ်ခုပါချီလီနိုင်ငံမှာရှိပါတယ်ဒါပေမဲ့မကြာခင်မှာပဲအရေးကြီးတဲ့အချက်တစ်ခုထပ်ပြီးသိရှိလာခဲ့ပါတယ်ဒီကျဲရကွန်းဟာ Cruz Sangriza မိသားစုဝင်မှာဒီမိသားစုဆိုတာကကျဲရကွန်းကြီးတစ်ခုကနေကွဲထွက်လာတဲ့အပိုင်းတွေဖြစ်ကြပြီးသူတို့ကနေကိုအရန်နီးကတ်တဲ့နေရာကလွှဲပတ်သွားတဲ့ကြတာဖြစ်ပါတယ် MAPS အတွက်တော့ orbit ဟာ hyperbolic ဖြစ်ပြီးဒီခီးဟာဒုနေအဖွဲ့အစည်းစနစ်တွေကိုပထမနဲ့နောက်ဆုံးတိုးဝင်လာတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်လာမယ့်2026 ဧပြီ4ရက်နေ့မှာနေရဲ့အလဲပိုင်းကနေကီလိုမီတာ9,400,000 လာတာကွာဝေးတဲ့နေတာအထိကိုရောက်ရှိမယ်လို့ဒီကနေ့မှာခန့်မှန်းထားပါတယ်ဒီကွာဝေးဟာအလွန်အန္တရာယ်ရတဲ့အပူလိုက်စုံတွေထဲကိုတိုးဝင်သွားတာနဲ့အတူတူပါပဲအပူချိန်2000 Kelvin ထက်တောင်မြင့်နိုင်ပြီးအလွယ်တကူအပူထွက်ပစ္စည်းတွေဟာချက်ချင်းအငိမ့်ဘဝကိုပြောင်းသွားနိုင်ပါတယ်နေမင်းကြီးရဲ့ဆွဲကန်အားတွေကြောင့်ကျဲရကွန်ရဲ့ကောဦးတိုင်ကိုမှဆက်ပြီးတော့ဖိအားပေးနိုင်ပါတယ်အများစုစန်ဂရေဇာကျဲရကွန်တွေဟာဒီလိုအခြေအနေကိုမခံနိုင်ကြပဲကျွမ်းလောင်ပျက်စီးသွားတတ်ကြတာပါဒါပေမဲ့တချို့ကြီးမားတဲ့ nucleus တွေကတော့အသက်ရှင်ပြီးအန်အားတင်ပွဲအလားတရားမြင်ကွင်းတွေကိုပေးစွမ်းနိုင်ပါတယ်2026အခုမက်လအလဲထိအခြေအနေတွေကိုကြည့်ရရင် MAPS ဟာတဖြည်းဖြည်းလင်းလက်တောက်ပလာနေတာပါဒါဟာမပျက်စီးတဲ့လက္ခဏာဖြစ်ပြီးသိပ္ပံပညာရှင်တွေကအင်မတန်စိတ်ဝင်စားလာနေကြပြီဖြစ်ပါတယ်တယ်လီစကုပ်နဲ့ကြည့်လိုက်ရင်အစိမ်းရောင်ကိုမာကိုတွေ့ပြီးထေးကျဲရကွန်ရဲ့အမီးတိုင်လက်တဖြည်းဖြည်းရုပ်လုံးပေါ်လာနေတာပါအဲ့ဒီကျဲရကွန်ဟာလက်ရှိမှာတော့အနောက်ဖက်မိုးကောင်းကင်အနှိမ့်မှာရှိလို့ကြည့်ရှုရတာခက်ခဲပါတယ်အကောင်းဆုံးကတော့နေဝင်စင်နောက်ခဏအတွင်းမှာရှာကြည့်တင်ပါတယ်ကျဲရကွန်လေးဟာဒီတိုင်းပဲစစ်တောက်ကလာမယ်ဆိုရင်တော့မတ်လအကုန်မှာ magnitude 8လောက်ရောက်လာနိုင်ပြီးဘိုင်နကူလာနဲ့ပါမြင်လာနိုင်ပါလိမ့်မယ်ဒါပေမဲ့အမှန်တကယ်မခန့်မှန်းနိုင်တဲ့အပိုင်းကတော့နေကိုနီးလာတဲ့အချိန်မှပဲဖြစ်မှာပါတချို့ model တွေကတော့အလွန်တောက်ပလင်းလက်နိုင်ပြီး magnitude -15 ကနေ -40 ထိတောင်ဖြစ်နိုင်မယ်လို့ခန့်မှန်းပြောနေကြပါပြီဒါပေမဲ့ဒီလိုအလွန်တောက်ပတဲ့အချိန်တွေကနေအနီးမှာပဲဖြစ်လေရှိလို့တိုက်ရိုက်ကြည့်ရှုတာကအန်ဒီရရှိနိုင်ပါတယ်တကယ်လို့များမပြတ်စည်းပဲကြံခဲ့မယ်ဆိုရင်တော့နေဝင်ချင်းမှာအလွန်လှပတဲ့အမီးသေးုံနဲ့ပြန်မြင်ရမှာပါဒါပေမဲ့မတေးကြပါဘူးဒုတိယကျဲတကွန်းကတော့ C 2025 R3 Pan-STARRS ဖြစ်ပါတယ်ခရစ်နှစ်2025စက်တင်ဘာ10ရက်နေ့မှာဟာဝိုင်မှာရှာဖွေတွေ့ရှိခဲ့ကြတာပါဒီကျဲတကွန်းဟာ Sangriza မဟုတ်ပဲ Oort Cloud ကနေလာတဲ့ Long Period Comet ဖြစ်ပြီးလှည့်ပတ်ကာလ900ကနေ960အထိကြာရှည်လာတော့ပါတယ်နောက်ဆုံးနေဖွဲ့စည်းစနစ်တဲ့ဝေလာခဲ့တာကတော့ Middle Age အလဲခေတုန်းကဖြစ်နိုင်ပါတယ်လာမယ့် April 19-20မှာနေနားရောက်ပြီး April 26-29မှာကဘာမြေကြီးနဲ့ကီလိုမီတာ80တန်းလောက်နဲ့အကွာကနေဖြတ်ထန်းသွားပါလိမ့်မယ်လက်ရှိမှာ magnitude 9လောက်ရှိပြီးမနေ့ပိုင်းအာယုံလင်းကျင်မိုးကောင်းကင်မှာ telescope နဲ့ပဲမြင်ကြရမှာပါပုံတွေမှာတော့ကိုမာပိုသိပ်လာတာတွေ့ပြီးထေးအမီးပိုင်းစတင်ဖွဲ့စည်းနေတာပါ perihelium နားမှာ magnitude 2.5 ကနေ8လောက်ထိတောက်ပနိုင်ပါတယ်ဒီຢာတွေထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ဒီကျဲတကွန်တစ်ခုရဲ့အချိန်တွေထပ်တူကြာနေခြင်းပါ MAPS မပြတ်စည်းပဲဆက်မြင်ရပြီး Pan-STARRS လဲတောက်ပလာမယ်ဆိုရင်တလာတဲ့အတွင်းမှာကျဲတကွန်စုံတွဲကိုမြက်ဝါးတစ်ထင်မြင်နိုင်ပါတယ် MAPS ကိုအနောက်ဖက်မိုးကောင်းကင်မှာ Pan-STARRS ကိုတော့အရှေ့ဖက်မနဲ့ခင်းမှာဆိုပြီးမြင်ရနိုင်ပါတယ်ဒီလိုဖြစ်စဉ်ဟာအလွန်တကူမှရှားပါတယ်ဒါပေမဲ့စိတ်လို့ရှားစရာကောင်းတယ်လို့အမှန်တကယ်မခန့်မှန်းနိုင်ဘူးဆိုတာကိုလည်းသင်မမေ့သင့်ပါဘူးကျဲတကွန်တွေဟာရေခဲစံမှုတွေကြောက်တုံးတွေနဲ့ဖွဲ့စည်းထားတဲ့အားနည်းတဲ့ drama အရာတွေပါပါတယ်တချို့ကမျောလင့်ထားတဲ့ပိုးတောက်ဖလာတတ်ပြီးတချို့ကတော့မျောလင့်မထတ်ပဲပျက်စီးပေါက်ကွယ်သွားတတ်ကြပါတယ်အဆိုမရတဲ့သဘောတရားပါဒါကြောင့်2026ဧပြီလမှာကျဲတကွန်းစုံတွဲရလှပတဲ့ကြည်နူးပွဲညင်ကွင်းကိုမြင်ရမလား
ဒါမှမဟုတ်ပုံမှန်အတိုင်းပဲဖြစ်နေမလားဆိုတာကိုအချိန်ဆိုတဲ့အရာကပဲဆုံးဖြတ်ပေးပါလိမ့်မယ်ကြည့်ရှုကျင်တဲ့သူတွေအတွက်ကတော့ COMEBS Comet Observation Database The Sky Life နဲ့ Astrophotography Community တွေကအသုံးဝင်ပါတယ်အချိန်တချို့မှာ Twilight Sky ထဲမှာပေါ်လာမယ်ဆိုတော့ Binocular နဲ့ Telescope သေးသေးတွေကအကောင်းဆုံးချက်နိုင်ပါတယ်နောက်ဆုံးအနေနဲ့ကျဲတကွန်တွေကိုကြည့်ရှုရမှာကျဲဝါသနာရှင်တွေအတွက်အရေးကြီးဆုံးအချက်က Patient စိတ်ရှိခြင်းပါနောက်လာမယ့်ရက်တနည်းငယ်2026 April လကပဲစိတ်ဝင်စားစရာတစ်ခုကိုယူလာမလားဒါမှမဟုတ်မမေ့နိုင်တဲ့အတွေ့အကြုံတစ်ခုချစ်မလားဆိုတာကို Time will tell အချိန်ကဆုံးဖြတ်ပေးပါလိမ့်မယ်မင်္ဂလာညချမ်းပါမတ်လ22ရက်2026ခုနှစ်ည7:50မိနစ်ပါ From Guaranteed. Many sun grazers break apart just hours before reaching perihelion. The second comet in this story is Comet C/2025 R3 Pan-STARRS. This object was discovered on September 8, 2025 by the Pan-STARRS Survey Telescope in Hawaii. Unlike MAPS, Pan-STARRS is not a sun grazer. Instead, it is a long-period comet originating in the distant Oort cloud. Its orbital period is estimated at roughly 700 to 760 years, meaning the comet last passed through the inner solar system sometime in the Middle Ages. Its trajectory brings it significantly closer to Earth than the sun grazer. The comet will reach perihelion on April 19th to 20th, at a distance of about 0.51 astronomical units from the Sun. About a week later, on April 26th to 27th, the comet will pass approximately 71 million kilometers from Earth. That distance is close enough to make the comet a potentially impressive telescopic and binocular